Town Island ဖြစ်ပါတယ် Cave Series တည်းထဲမှာတော့နောက်ဆုံးစောက်ထားတဲ့အကျယ်ဆုံး face ဖြစ်ပါတယ် Bangkok University နားမှာရှိတဲ့ Asset-wise developer ကနေပြီးတော့စောက်တဲ့ campus condo အထူးသဖြင့် Cave Series ပေါ့နော် Cave condo ပေါင်း6ခုရှိပါတယ်ပထမဆုံး Cave ကတော့ Cave Town လို့ခေါ်ပါတယ်အဲ့ဒါကတော့ကျမတို့ဒီ Bangkok University ရဲ့ဘက်အချမ်းမှာမဟုတ်ဘဲနဲ့ကားလမ်းကူးလိုက်မယ်ဆိုရင်တွေ့ရတဲ့ condo ပါအဲ့ဒါကတော့ပထမဆုံး Cave Town ဆိုပြီးတော့စောက်ထားတာပေါ့နော်အချမ်းမှာကျမတို့ Bangkok University တက္ကသိုလ်ရှိနေတဲ့ဘက်အချမ်းမှာကျမတို့ Cave ကစပြီးတော့ဒါအသစ်ပေါ့နော်သူတို့ series စ Mingle Mall နဲ့အနီးဆုံးကတော့ Cave Town Space ပြီးတော့ရင်နောက်တစ် phase က Cave Town Shift ပြီးတော့ရင်တော့ကျမတို့အတွင်းအကျဆုံးဖြစ်တဲ့ Cave Colony ပြီးနောက်ဆုံးဒီနှစ်မှာဆောက်လုပ်ပြီးစီးထားတဲ့ Cave Town Island ပေါ့နော် passive income အတွက်ကိုရည်ရွယ်တဲ့သူတို့များများအတွက်ဆိုရင်တော့ Cave project တွေမှာinvest လုပ်ကြရတယ်ပေါ့နော်အဲ့တော့ရှီရောက်နေတဲ့ Cave Town Island ဆိုရင်လည်းဒါကအကုန်ဆိုးအောင်ဖြစ်သွားတယ် developer ရှိမှာ foreigner ကိုတက်ရော Thai ကိုတက်ရောတော်တော်များများ transfer ownership ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ phase အသစ်မှာကိုကဒီအခန်းဝယ်ခြင်းနဲ့ဆိုရင်တော့မှကျမတို့ resale တွေကို resales ပေါ့နော်တဆင့်ပြန်ပြီးတော့ရောင်းတဲ့ပိုင်ရှင်တဆင့်စီကနေပြီးတော့ပြန်ဝယ်ရမှာဖြစ်ပါချမ်းကတော့ဝယ်ယူမယ်ဆိုရင် ready to move in နေနဲ့ဝယ်လို့ကောင်းတယ်ဆိုတော့ developer ကတော့ so out ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ developer အနေနဲ့ဆိုရင်တော့သူတို့ရဲ့ဒီ condo ကဒါ success case လို့ပြောလို့ရတယ်သူတို့အောင်မြင်တယ်ပေါ့နော်ဒီနောက်တစ်ခုကတော့ကျမတို့အသစ်ပေါ့နော် cave Givelon ဆိုပြီးတော့နောက်ထပ် phase အသစ်တစ်ခုကတော့နောက်တစ်နှစ်အတွင်းမှာပြီးမှဖြစ်ပါတယ်ကြို point အနေနဲ့ရှိပါမယ်သူကတော့ဘယ်ဘက်အချမ်းမှာရှိမလဲဆိုရင်ကျမတို့အခုလက်ရှိဒီ Cave Town Island တို့ဘာလို့ရှိနေတဲ့ဘက်အချမ်းကတော့ကျောင်းရဲ့ဒီဘက်အချမ်းကအကုန် full ဖြစ်တယ်ပေါ့နော်ဒီဘက်ဒီမှာအကုန်မြေကွက်လက်တွေကနေရာပြည့်သွားပြီကျောင်းရဲ့နောက်တစ်ဖက်တစ်ချက်မြေကွက်လက်ရှိတယ်အဲ့မြေကွက်လက်မှာ Cave Givelon ဆိုပြီးတော့နောက်ထပ်ကြို point အသစ်တစ်ခုထပ်ပြီးတော့ project လာပါမယ် Cave series တွေကတော့series တစ်ခုနဲ့တစ်ခုက facility ကိုမတူညီတဲ့ပို့ပြီးတော့လှအောင်ပေါ့နော် design တွေလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့လူငယ်တွေကျောင်းသူကျောင်းသားတွေအနေနဲ့ကတော့ Cave project တွေကတော့သူတို့တွေနဲ့စိတ်တိုင်းကြဖြစ်တယ်ပေါ့နော်နှစ်နှစ်လောက်အေးစေးစေးစောင့်ကျင်တဲ့ Cave series အသစ်ကိုစိတ်ဝင်စားရဲဆိုရင်တော့ဒါကြို point ကိုလည်းရည်ရွယ်တာမျိုးဆိုရင်တော့ Givelon ရွေးချယ်လို့ရတယ်တန်းပြီးတော့ passive income ရှာခြင်းနဲ့ဒါမှမဟုတ်လေကိုသားသမီးတွေဒီဘက်မှာကျောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခန်းဝယ်ထားခြင်းနဲ့ဆိုရင်တော့ Cave Town Island ကတော့လက်ရှိစောက်ထားတဲ့ Cave project တွေအားလုံးထဲမှာနောက်ဆုံး phase လည်းဖြစ်ပြီးတော့အကောင်းဆုံးအနေနဲ့ facility လည်းအစုံဆုံး project area လည်းကျယ်ပြီးတော့စိတ်ဝင်စားမှုအများဆုံး project လို့ပြောလို့ရပါဒါဆိုရင်ဒီဘက်အချမ်းကတော့ကျမတို့ building A ကနေပြီးတော့ building F အထိပေါ့နော်ရှိတဲ့ဘက်အချမ်းဖြစ်တယ်ဒီဘက်ကတော့ရေကူးကန်ပို့ပြီးတော့ကျယ်ပေါ့နော်ဆိုတော့ Cave Town Island ကတော့နောက်ဆုံး base စောက်ထားတဲ့ဒီဘက်အချမ်းမှာရှိတဲ့ဒီနှစ်မှာပြီးထားတဲ့အသစ်ဆက်ကွန်ဒိုဖြစ်ပြီးတော့ developer အနေနဲ့ကတော့ so out ဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီ project မှာ ready ဖြစ်တဲ့အခန်းအငှားလုံးဝမတင်မဲနဲ့အယောင်သက်တီးတန့်အခန်းရွေးချယ်စရာရှိပါတယ်ဒီမှာဆိုရင်ဒီ view လဲလှတဲ့ building A မှာပေါ့နော်ဒီရေကူးကန်ကိုမြင်ရတဲ့အခန်းရှိတယ်တခါတည်း built in furniture တွေရောအခန်းရောတခါတည်းပြင်ဆင်ထားပြီးသားအလွှာလဲလှတယ် view လဲလှတယ်24 square meter အိတ်ခန်းတစ်ခန်းရွေးချယ်စရာရှိပါတယ်ဆိုတော့ဒီလိုမျိုးဒီဘက် Cave Town Island ကတော့ invest လုပ်ဖို့အတွက် ready to move in အခန်းတွေထဲမှာဆိုရင်တော့ project တွေအားလုံးထဲမှာ Cave Town Island ကတော့ active ဖြစ်တယ်ရွေးချယ်ခြင်းနဲ့ရေရှည်အတွက် investment လုပ်ဖို့အတွက်ကောကိုယ်တိုင်နေထိုင်ဖို့အတွက်ကောဆိုရင်တော့ဒီ project ကတော့ Cave series တွေထဲမှာအားသာဆုံးလို့ပြောလို့ရပါတယ် Cave Town Island ရဲ့ building E မှာတော့ foreigner quarter အတွင်းလှည့်စိမ့်စိမ့်ဆူဆူနဲ့ garden area ကိုရောရေကူးကန်ကိုမြင်လို့ရမယ်အိတ်ခန်းတစ်ခန်းဖွဲ့လို့ရတယ်24 square meter အခန်းတစ်ခန်းရှိပါတယ်ဒီအခန်းကတော့ကျမတို့စကတည်းကအယောင်အတွက်ကိုရည်ရွယ်ထားတဲ့အခန်းဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခါမှအငှားတင်ထားတာမျိုးမရှိဘူးပေါ့နော်ဆိုတော့ဒီအခန်းကတော့ building E မှာရှိတယ်ပြီးတော့အလွှာလည်းအဆင်ပြေတယ်မျက်နှာလက်ရောပြီးတော့ရင်မြင်ရတဲ့ interview ကတော်တော်လေးအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကျတော့အတွင်းထဲမှာကျမတို့ဒီ pre-board ကပစ္စည်းလေးတွေ furniture လေးတွေထည့်ပေးထားတယ်။ဂတင်တို့စာကြီးစပွဲတို့နောက်တစ်ခုက electrical appliance လေးတွေပေါ့နော်။ဆိုတော့တစ်ခါတည်းတန်းပြီးတော့ပစ္စည်းတွေသုံးလို့ရအောင်လည်းစီစဉ်ပေးထားတယ်။ဆိုတော့ဒီအခန်းကတော့ owner ကအငှားအတွက်မဟုတ်ဘဲနဲ့အယောင်အတွက်ကိုတည်တံ့ထားတဲ့အခန်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ရှာရှာပပပေါ့နော်။စိတ်ဝင်စားရဲဆိုရင်ဒီမှာ direct ဆက်သွယ်လိုက်လို့ရပါတယ်ရှင်။